ဒါကတော့ကားတစ်စီးပါဒါပေမဲ့ကားတွေကကျွန်တော်တို့ဘဝရဲ့မရှိမဖြစ်အစိပ်ပိုင်းဖြစ်လာမှန်းတင်တည်ပြီးသားဖြစ်မှာပါဒီနေ့ခေတ်လိုအဆင့်မြင့်လာဖို့သူတို့ဟာခီးလန်းတော်တော်ဝေးကိုဖြတ်တန်းခဲ့ရပါတယ်အဲ့ဒါတွေကအတိအကျဘလို့ဖြစ်လာတယ်အဲ့ဒီမိကုန်းကိုဖြေဖို့အတွက်ကျွန်တော်တို့အတိတ်ကိုပြန်သွားရပါမယ်ကျွန်တော်တို့18ရာစုကိုရောက်လာပါပြီစမတ်ဖုန်းမရှိ Wi-Fi မရှိလူတွေကသပင်တုတွေစောင်းထားတဲ့ခေတ်တကယ်ကိုအမှောင်ခေတ်ပါပဲဟိုးမှကြည့်လိုက်ပါလူတယောက်ကရင်နှင်းငွေသုံးဝက်ကွန်လက်ကြီးတစ်စီးကိုတီထွန်းနေပါတယ်အဲ့ဒါဘိန်းတက်ထားတဲ့ရင်နှိုးကြီးတစ်လုံးလိုပါပဲ1969ခုနှစ်မှာပြင်သစ်တီထွန်းသူနီကိုလက်ဂျိုးဇက်ဂူညိုကမြင်းမပါပဲသူ့လိုသွားတဲ့ဘိန်းသုံးမိတ်တက်ဆက်ကြီးကိုတီထွန်းခဲ့ပါတယ်အဲ့ဒီတော့ကလူတွေကတော့ဒါကိုစုံတက်လို့တောင်ထင်ခဲ့ကြတာဒီယာကြီးကတနာကြီးကို2မိုင်ပဲသွားနိုင်ပါတယ်အပြည့်တန်တဲ့အဖေါ်ကိုတယောက်ကတောင်ကြော်တက်သွားလို့ရပါတယ်အဲ့ဆက်ကြီးကအရန်လေးလံပြီးနှိမ့်လို့တဲ့အတွက်စမ်းသက်မောင်းနေလို့နိုင်ရန်ကိုဝန်တိုက်မိပါလေရောတီထွန်းသူဟာကားကိုရောကားစီးတံကိုရောတခါတည်းတီထွန်းလိုက်နိုင်တာပါပဲအဲ့ခေတ်ကလူတွေကတော့အံ့ဩမင်သက်သွားကြပါတယ်မြင်းပါပဲသွားနိုင်တယ်ဟုတ်လားဆိုပြီးတော့ပေါ့တကယ်တော့လူအဖွဲ့အစည်းကြီးကဒီလိုမြင်းမဲ့ရဲ့ထလုံးတွေအတွက်စဉ်းစားမဖြစ်သေးတာပါ19ရာစုကိုခုန်ကူးလိုက်အောင်ကဘာတဝမ်းကတီထွန်းသူတွေဟာပိုကောင်းတဲ့မြင်းမဲ့ရထားတွေဖြစ်ဖို့နီလန်းမျိုးစုံနဲ့စူးစမ်းနေကြပါအဲ့ဒါကရင်နှင်းငွေနဲ့လျှက်စစ်ထလုံးကြားကစစ်ပွဲတစ်ခုလိုပါပဲအန်ဟောစရာကောင်းတာကလျှက်စစ်ကားဟာအခုခေတ်မှာပေါ်တာမဟုတ်ပါဘူး1800ပြည့်နှစ်တွေမှာလျှက်စစ်ရထလုံးတွေဟာအရန်ကစ်စားခဲ့တာဘာလို့လဲဆိုတော့အနံဆိုးကြီးလည်းမထွက်သလိုကောက်ကူကင်ပြီးလှည့်နူးနေကြတယ်မလို့လို့ဒါပေမဲ့ဘက်ထရီတက်တန်းကတော့တကယ်ကိုပြဿနာပါပဲဒါပေမဲ့1886ခုနှစ်မှာတော့ဂျာမန်အင်ဂျင်နီယာကားဘန်ကငါ့မှာစီစဉ်ရှိတယ်ဆိုပြီးဘန်ပေးတဲ့မော်တော်ဝါကန်ကိုတီထွင်ခဲ့ပါတယ်။ဒါပထမဆုံးဓာတ်ဆီ3ကားဖြစ်ပြီးပထမဆုံးသောစစ်မှန်တဲ့ကားလို့သတ်မှတ်ကြပါတယ်။သူ့မှာဘိန်း3ဘိန်းစလင်ဒါတစ်ခုတည်းပါတဲ့အင်ဂျင်နဲ့အရှိန်အမြင့်ဆုံးတစ်နာရီ10မိုင်သွားနိုင်ပါတယ်။ကားဟာယူသွတ်တဲ့ပါရမီရှင်တယောက်တည်းမကပါဘူး။သူကယူသွတ်တဲ့အမျိုးသမီးတယောက်နဲ့လက်ထပ်ထားတာပါ။သူစနီးဘက်တာဘန်းကဒီကားဟာလက်တွေ့အသုံးဝင်ကြောင်တက်တည်ပြဖို့လင်တော်မောင်ကမပြောဘဲခူးယူပြီးခီးဝေးထွက်ခဲ့ပါတယ်။လမ်းမှာဓာတ်ဆီဆိုင်မရှိသေးတဲ့အတွက်စီးဆိုင်မှာစီဝန်းဝယ်ရတယ်လို့ကားကခီးဝေးအတွက်ဒီဇိုင်းမထုတ်ထားတော့ brake တွေပြတ်တဲ့အခါတည်ပြားတွေကိုရိုက်နှက်ပြီး brake pad တွေကိုဘယ်သားကတီထွန်သွားခဲ့ပါသေးတယ်။နှင်းငယ်ကြားတဲ့အခါကားတွေဟာလူတီများလာပေမဲ့ချမ်းသာတဲ့တီထွန်သူတွေနဲ့စူးစမ်းလိုသူတွေအတွက်ကစားစရာလိုဖြစ်နေတော့မှာပဲ20ရာစုထဲဝင်လာတဲ့အခါမှာတော့ Henry Ford ဆိုတဲ့လူကလူတိုင်းကိုဒီထဲမှာပါဝင်စေရမယ်လို့ပြောလိုက်တယ်လို့ပါပဲ1908မှာဖို့က Model D ကိုမိတ်ဆက်ခဲ့ပါတယ်အဲ့ဒါကဘာကြီးကိုဘိန်းတက်ပေးလိုက်တာပါကားလောကရဲ့ iPhone လိုပါပဲတက်စခရွန်ပါလို့မဟုတ်ဘူးနော်လေကာမန်တော့မနှဲပါတာပါဒါပေမဲ့လူတိုင်းရုပ်တရက်လိုချင်လာတဲ့အရာဖြစ်သွားလို့ပါ Model D ကရိုးရှင်းပြီးတော့ခိုင်ခန့်ပါတယ်ဖို့က1913မှာ assembly line ကိုစတင်ခဲ့ပါတယ်အဲ့ဒါကားပစ္စည်းတွေကပေါပေါဆုပ်ဆက်ကထွက်လာတယ်လို့မျိုးအမြန်ဆုံးထွက်လာတဲ့စနစ်ပေါ့လူတယောက်ကကားတစ်စီးလုံးကိုပြင်မစောင့်နေစရာမလိုတော့ပဲကားကလိုင်းပေါ်မှာရွှေ့လာတာနဲ့အလုပ်သမားကသူ့တာဝန်နဲ့သူလှုပ်တော့ရအောင်ပါပဲကြားလက်လီနဲ့ကားတွေဟာတာမန်လူတွေဝယ်နိုင်တဲ့ဈေးနှုန်းဖြစ်လာပါတယ်1920ပြည့်တွေမှာ Model D တန်းပေါင်းများစွာလမ်းပေါ်ရောက်လာပြီးမြင်းတွေဟာလည်းအလုပ်လက်မဲ့ဖြစ်ကုန်ပါတော့တယ်ကားတွေရမ်းများလာတဲ့အခါအခြားအပြောင်းလဲလဲလိုလာပါတယ်လမ်းတွေကိုကတ်တရာခင်းရတယ်မိပွိုင်တွေတက်ပြီးတော့စီးဆိုင်မှာတော့မနှောက်ရှက်အောင်ဓာတ်ဆီဆိုင်တွေတိဆောက်ရပါတယ်ကားတွေကလည်းမြန်မြန်ဆန်ဆန်တိုးတက်လာပါတယ်ခေါင်မိုးတွေဗရင်မောက်တွေပါလာသလိုအေးတဲ့ငါကာကွယ်ဖို့ဟီတာတွေလည်းပါလာပါတယ်1930မှာကားတွေကိုစပေါ်လာပါတယ်ကားမောင်းရင်သချင်းဆိုလို့ရတာပေါ့ဒီဇိုင်းတွေကလည်းမြေထားပုံစံကနေတကယ်ကားပုံစံဖြစ်လာပါတယ်လူတွေဟာအလုံးနဲ့ဝေးတဲ့နေရာမှာနေနိုင်လာသလိုစကြော်သက်တွေကလည်းကားနောက်ခံမှာလွတ်လပ်ခွင့်ဆိုတာကိုရှာတွေ့လာကြပါတယ်1940ခုနှစ်တည်းရောက်တော့ဒုတိယကမ္ဘာစစ်ဖြစ်လာလို့ကားထုတ်လုပ်မှုတွေရပ်နားပြီးတော့စက်ရုံတွေကတင်ကားတွေဂျစ်ကားတွေလေယာဉ်တွေပဲထုတ်ရပါတော့တယ်စစ်ပြီးတဲ့အခါစစ်ပွဲကရတဲ့နည်းပညာတွေအင်ဂျင်တွေဟာကားတွေကိုရောက်လာခဲ့ပါတယ်1950ပြည့်နှစ်တည်းဟာကားယဉ်ကျေးမှုပေါက်ကွဲတဲ့ခေတ်ပါ rock and roll တွေခေတ်စားလာပြီးလူတိုင်းကတောက်ပြောင်တဲ့ကားကြီးတွေကိုလိုချင်လာကြပါတယ်အဲ့ခေတ်ကကားတွေကဒုံးမြန်လိုမျိုးအမီးတွေပါလာကြပါတယ်အထဲမှာလဲဆိုဖာတွေနဲ့တက်တောင့်တရှိလာပြီးကားဟာဂုံတွက်တစ်ခုဖြစ်လာပါတယ်
1960မှာတော့မာဆယ်ကားတွေခေတ်ကိုရောက်လာပါတယ်။အင်ဂျင်သန်ဂျေးထွက်တဲ့ကားတွေပေါ့1964မှာ Ford Mustang ထွက်လာတယ်လို့ကမီယိုနဲ့ချာချာတို့လည်းပါလာပါတယ်။စီသေးကရမ်းချူတော့စီစားတာကိုဘယ်သူမှဂီးမဆိုင်ကြပါဘူး။ရုပ်ရှင်ထဲမှာလည်း James Bond ရဲ့ Austin Martin တို့ Batmobile တို့ကြောင့်ကားတွေဟာ action hero တွေဖြစ်လာကြပါတယ်။ဒါပေမဲ့1960နောက်ပိုင်းမှာတော့ပြဿနာရှိလာပါတယ်။ကားတွေကအန်ရည်များပြီးလေလူညဉ့်ညမ်းလာတာကိုလူတွေသတိထားမိလာကြပါတယ်။1965မှာ Red Nader ဆိုသူက MC at Any Speed ဆိုတဲ့စာအုပ်ရေးပြီးကားတွေကဘိန်းတက်ထားတဲ့တေမင်းတမန်လို့ပြောလိုက်တဲ့အတွက်ထိုင်ကုန်ကပတ်စီးဘက်တွေဘေကင်းလုံခြုံရေးစံနှုန်းတွေဥပဒေရပါလာပါတယ်1985မှာလေလူညဉ့်ညမ်းမှုရှော့ချဖို့ကက်တလက်တစ်ကွန်ပျူတာတွေတက်လာသလိုဓာတ်ဆီတွေကခဲတက်တွေကိုလည်းဖယ်ရှားလာကြပါတယ်1990မှာတော့အကြီးမားဆုံးအချိုးကွက်ဖြစ်တဲ့စီဂျက်တဲနဲ့ကြုံရပါတယ်စီစည်းတွေခေါင်ခိုက်အောင်တက်သွားတော့မာဆယ်ကားကြီးတွေဟာအသုံးမဝင်တော့ပါဘူးဒီချိန်မှာဂျပန်နိုင်ငံတို့တိုတာနဲ့ဟွန်ဒါတို့ကားလေးတွေကစီစားသက်သာပြီးစိတ်ချရတဲ့အတွက်ဈေးကွက်ကိုစိုးမိုးလာပါတယ်1980မှာတော့ကားရီတွေကိုမိုက်ခရိုချစ်တွေစထည့်လာပါတယ်။ Digital တိုင်ကွက်တွေစကားပြောတဲ့ကားတွေပေါ်လာပါတယ်။ကားရှင်မီတွေကလည်းပေါ်လာလိုက်ပျောက်သွားလိုက်လုပ်တဲ့ pocket headlight တွေခေတ်စားခဲ့ပါတယ်။80ခေတ်ကိုကိုစားပြုတဲ့ကားတွေကတော့ Back to the Future တွေက DeLorean နဲ့ Knight Rider တွေက Kit ပဲဖြစ်ပါတယ်။ပြီးတော့ minivan တွေလည်းပေါ်လာပါတယ်။1990မှာတော့ လေအိတ် airbag တွေကစံနှုန်းဖြစ်လာပြီးကားဆိုင်တွေကပိုပြီးဝိုင်းဆက်လာပါတယ်။ဆက်ကားကြီးခေတ်စားလာတယ်လို့1990မှာတော့ပထမဆုံး hybrid ကားဖြစ်တဲ့ Toyota Prius ပေါ်ထွက်လာပါတယ်2000ပြည့်နှစ်တွေမှာတော့ GPS နှစ်တွေ Bluetooth တွေပါဝင်လာပါတယ်။ Pit Man Ride လို TV show တွေကြောင့်ကားကိုပြင်ဆင်တာကျူးနည်းတွေရိုင်းခေတ်စားလာပါတယ်။ Fast and Furious ရဲ့ရုပ်ရှင်ကလည်းစကြော်သက်တွေကိုကားယူသွအောင်လုပ်ခဲ့ပါသေးတယ်။အခု2010နဲ့နောက်ပိုင်းမှာတော့ကားတွေက smartphone တွေလိုဖြစ်လာပါပြီ။လျှက်စစ်ကားတွေကအစွမ်းထက်တဲ့ကားတွေဖြစ်ပြန်လာပါပြီ။ Tesla ကစတင်ခဲ့ပြီးအခုဆိုခြားကုမ္ပဏီအားလုံးလျှက်စစ်ကားထုတ်နေကြပါပြီ။ကားတွေကသူတို့ဘာသာသူတို့မောင်းနေနိုင်တဲ့ self driving technology ကိုသင်ယူနေကြပါပြီ။ဒီဗီဒီယိုလေးကတော့ကားတွေရဲ့သမိုင်းကြောင်းကိုရှင်းပြပေးတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အားလုံးကောင်းသောနေ့တွေဖြစ်ပါစေ